ဟာဟဲ့လို့အမမီလားဟိုရေဘူးကမှာတော့ကျွန်တော်တစ်ခေါက်ကယ်ဘူးရလေဩမင်းကိုခုကဘာဖြစ်ပြန်တာကျွန်တော်ကားမောင်းနေတော့တော်တော်လမ်းဖြတ်ကိုရင်းနဲ့ကျွန်တော်ဝင်တိုက်မိသွားလို့ဖြစ်သွားတာကွယ်ဩအမေတို့ကလည်းထုံးစံတာထမင်းစားကနေသွားထိုးရမလားနင်ကလည်းငါဆိုပြောဖို့ပဲရှိရသားမှအားမကိုอ่ะအဲကြောင့်ငါရှာစားရတာပေါ့အခုရောဘယ်လိုနေသေးလဲအရင်ကြီးတော့မစွန့်ရင်ရပါဘူးဆရာဝန်ကနောက်တစ်ခေါက်ထပ်ပြမယ်ဆိုရင်တော့ပြောင်းနိုင်တော့တယ်လို့တော့ပြောတယ်အဲ့ဒါဆိုလည်းပြီးရပါပဲဟုတ်အေးငါခုလာခဲ့မယ်နော်ဟုတ်ပြီဟွာကျွန်တော်အလုပ်ကိစ္စလေးလည်းပေါ်လာလို့တော်စီမပြောင်းမချင်းတော့ကျွန်တော်လာတွေ့ပေးပါမယ်ဒါဆိုကျွန်တော်တော်ဆေးဖို့လေးနဲ့ပြီးခဲ့ပြရသေးဆိုတော့သားရဲ့မလို့ပါဘူးမုံနေလည်းပါတာပဲရပါတယ်တော်ရဲ့အဲ့ဆိုကျွန်တော်တောက်ရလေးရှိလို့ခွင့်ပြပါအောင်နော်တော်အခုဟိုနောက်မှတွေ့မယ်နော်ကိုမလေးပစံရှာတာလေလွယ်လိုက်တာအေးခုခေတ်ကြီးမှာဟဲ့နေဖက်ဟာကိုစီတူဩရဲရဲမှာလားအိမ်မြန်မလို့လားကိုမသိပါဘူးညီကကိုဆိုင်ငယ်လီထိုးရက်သွားလို့ကျွန်တော်လိုက်ဖို့ပြင်မဲ့လေဆိုင်ငယ်တော့ဒီနားဝက်ရှော့မှာတော့အထားခဲ့လို့ရတယ်ကိုအခုချင်းရတယ်မလားရပါတယ်ဟွာအခုအားရဆိုတော့ကျွန်တော်ဆိုင်ဝင်မှအေးတော့ကြမယ်လေကျွန်တော်ပဲဝတ်တိုက်ပါမယ်ကိုရဲ့ရပါတယ်ဒီစမ်းမသူများလဲလို့ကြည်ညာရီးစားဟောင်းကြီးဖြစ်နေရကိုငါ့ကိုကြောက်လေအိမ်เจ้าဘာเจ้าဆိုပြီးထားခဲ့ရလေညမှာနောက်ကောင်မရှိနေငါမသိဘူးများချင်နေလားနေ့လိုကောင်မျိုးကလေဒါနဲ့ပဲတက်မကလေးတဲ့မမင်းနဲ့ကိုအမြဲဆုံးနေပြန်မတော့ဘဝတွေဝေးရရင်ဝေးပေါ်ချင်တဲ့နှလုံးသားတွေတော့အမြဲတည်းစိတ်ပေါ်